တွင်းလင်းထက်ဒေါ်လာ3သိန်းတန်စာချုပ်ရနိုင်မယ်စွမ်းဆောင်ရည်မျိုးတွေကိုချပြနိုင်မလားမင်္ဂလာပါဖိုင်ကိုပေးရှလေးကနေကြိုးစားလိုက်ပါလာမယ့်မတ်လ21ရက်တောက်ကြည Bonfire 101မှာတွင်းလင်းထက်အနေနဲ့ Time Fighter Ogio Wonder Wheel နဲ့ရှင်မြန်ထိုးသက်သွားမှာဖြစ်ပါတယ်နှစ်ယောက်လုံးကအရမောင်းအဖြစ်လည်းတိတ်မကွာသလိုအသက်အရွယ်အဖြစ်လည်းတိတ်မကွာကြပါဘူးတွင်းလင်းထက်က22နှစ် Ogio Wonder Wheel က24နှစ်လက်ရည်ပိုင်းကလည်းတိတ်မကွာဘူးလို့ပြောရမယ်ဝေထိုင်းနီးစနစ်အောက်မှာထိုးရမှာဆိုတော့နီးစနစ်ပိုင်းမှာ Rocky ကအနေငယ်သားပါလိမ့်မယ်။ဝမ်ရဲ့စင်မြင့်ထက်မှာထိုးထားတဲ့ပွဲရည်အတွက်ရတော့ကျွန်တော်တို့ fighter လေးတွေးလင်းထက်ကသားပါတယ်။သုံးပွဲထိုးထားပြီးနှစ်ပွဲနိုင်တစ်ပွဲရှုံးမှာ Rocky ကတော့ဝမ်မှာတစ်ပွဲထိုးထားပြီးအဲ့တစ်ပွဲကိုဒုတိယချီမှာအလဲထိုးနဲ့အနိုင်ရရှိထားပါတယ်။ဒီကစားမဖြစ်သူကတီတီငင်ငင်နဲ့ကစားမယ် body shot တွေအရင်ထိုးမယ်ပြီးရင်ဘယ်ညာဝက်လက်တီးတွေလာမယ်။နောက်တစ်ခုကတွေးလင်းထက်အနေနဲ့ခြေကန်ချက်မပြတ်ရင်သွားပြီးမကန်ဖို့လိုအပ်ပါတယ်။သူ့ရဲ့ပြိုင်ဘက်ကခြေဖမ်းတာတော့ပါတယ်။ကျွန်တော်မြင်ရပြောရရင်တွင်းလင်းထက်အနေနဲ့အစောပိုင်းချီတွေမှာအမှားနည်းနိုင်သမျှနည်းနိုင်အောင်ကစားပါ။ခွင့်ရရင်တော့ပွဲဖြတ်ဖို့ကြိုးစားပါ။နောက်ဆုံးချီရောက်ရင်တော့ပါဝါအကုန်ထုတ်ပြီးပြင်းပါ။အလဲထိုးနိုင်မှသာနိုင်ဖို့ရန်ကုန်များပါတယ်။ဘာလို့ဆိုတည့်တဲ့အတိုင်းပဲတမ်ဘက်ဖိုက်တာကထိုင်းဖိုက်တာဖြစ်နေလို့ပါ။ဆိုတော့လာမယ့်မတ်လ21ရက်တောက်ကြညမှာအလဲထိုးနိုင်ပွဲနဲ့အတူဒေါ်လာ3သိန်းတန်စာချုပ်ကြီးရရှိပါသေးတွင်းလင်းထက်ကြီးခုလိုမျိုးလက်ဝဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ Fire and Go page လေးကို like and follow လေးလုပ်ခဲ့လို့ရပါတယ်အားလုံးပဲစုံတီကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ရှိပါတယ်